မှာ GOA 3ယောက်ချန်နေသေးတဲ့ဇုံပြင်လေးကနေထပ်ပြီးတော့ရွှေ့လာဖို့ကြိုးစားနေခဲ့ Macdor တို့ပါ Loki အမှန်ကန်ပြစ်ချပေးနေခဲ့တယ်လို့နည်းနည်းလေးတော့ကျွန်တော်တို့ Max အတွက်ကတော့ pressure များသွားပါပြီ Macdor တော့သွားမလားနေတလုံး short ကွေးနဲ့တွေးဇက်လောက်လေးပဲကြံတော့တယ်နော်နောက်တစ်ထိချက်တူ GOA ကအစဆွဲခြင်းနေသေးတဲ့ Ethras ဘေးပဲအချမ်းမှာ Macdor JOGKH ထပ်တော့ပေးထားတဲ့ Ethras တယောက်ကို WT ပြစ်ချတယ်ကျွန်တော် KS တယောက်ကိုပါဘေးပဲအချမ်းမှာ Super Boy အစဆွဲပေးထားတော့မယ်နေဒီတောက်လျှောက်ပြစ်ထုတ်ပြီးတော့နောက်နေခဲ့တဲ့ key point တွေကိုအမှတ်တွေအဖြစ်ပြောင်းလဲဖို့ကြိုးစားတဲ့ Corona SG ဘက်က Jared တယောက်ကို knock ပေးထားခဲ့သလိုတခါတည်းသတင်းလုံးလဲပျောက်ဆုံးသွားခဲ့တာဖြစ်တဲ့အတွက်ကြောင့်ဒီဘက်အောက်ဖက်မှာ GOA ဘက်ကိုပါအစပြန်ဆွဲတဲ့နောက်မှာတော့ Rex တယောက်ပဲဂျန်နေခဲ့တော့တယ် Smoke ဒီကြားတွေကိုပြတ်ပြီးတော့ပြေးတယ်အဲတော့ Loki မှန်ကန်ပြစ်နေခဲ့တဲ့ tag တွေနဲ့အတူတူ Rex ကတော့ရအောင်ပြန်တော့ knock သွားပေးခဲ့တဲ့အပြင်ကိုနှစ်ဖက်လုံးမှာတခါတည်း